ဒီနေ့လေ့လာမှာတော့ major scale တွေကို open အနေနဲ့တီးမယ် major scale ခုနှစ်ခုလုံး C D E F G A B ကဲအဲ့တော့စလိုက်အောင်ဒီနေ့မှာတော့ open major scale လေးတွေကိုကျွန်တော်တီးမယ် open scale ဆိုတော့သူကအခုထားပါတော့ကျွန်တော် C ဆိုရင်1လွတ်နေတယ်ဟာ3ကျွတ်လွတ်နေတယ်အဲ့လိုမျိုးပေါ့အဲ့ open တန်ကိုပြောရရင်တော့ဒီလွတ်ကျိုးတန်တွေပေါ့လွတ်ကျိုးတွေနဲ့ရောပြီးတီးတာပေါ့အကျိုးမှာ note နှလုံးတီးတာမျိုးရှိတယ်နှလုံးနဲ့သုံးလုံးတွဲတီးတာတွေရှိရပါတော့ဒါပေမဲ့အခုဒီလေးလာမဲ့ scale ကnotes သုံးလုံးပေါ့3 notes ပေါ့3 notes per string ပေါ့ပြောရရင်တော့တကြိုးမှာသုံးလုံးတီးမယ်ပေါ့အဲ့တော့အရင်ဆုံး C နဲ့စလိုက်မယ်မတီးခင်အရင်ဆုံးလက်နံပါတ်လေးတီးဖို့လိုတယ်လက်ညှိုးက1လက်ကလေး2လက်ကျ3လက်တန်း4เนาะ1 2 3 4ကဲအဲ့တော့ဒါရောတီးမှာပါအဲ့တော့အခုဒီရောက်လေ့လာမဲ့ level ကကြတော့major scale C major scale လောက်ကတော့အကုန်လုံးဒီ fretboard တစ်ခုလုံးမှာတီးထားတဲ့ပေါ့နော်တီးထားတဲ့သူအတွက်ပဲလွယ်ကူမယ်အခြေခံ lead အခြေခံတီးတဲ့သူတွေအတွက်မဟုတ်ဘူးအဲ့တော့အရင်ဆုံး C ပေါ့ဒီအကွက်တွေကတော့ကျွန်တော်မပြောတော့ဘူးဒါအကွက်တွေကြည့်လိုက်တော့ပေါ့နော်ကိုယ်ကလည်းကိုယ်ပဲအဲ့တော့ open string ဆိုရင် notes မှာ0လို့ပြောတယ်နော်အဲ့တော့အရင်ဆုံးက0 6ကျိုးပြီးတော့လက်နံပါတ်ကိုပြောမယ်နော်1 3 0 1 3ပြီးတော့0 2 3 0 2 3 0 2 4ပြီးတော့တစ်ခွက်ချဒါဆိုတစ်ခွက်ချနော်ပြီးတော့အဲ့တော့နှစ်ကျိုးနဲ့တစ်ကျိုးကတစ်ခွက်ချစီပေါ့အဲ့တော့6ကျိုးနဲ့ပြန်စမယ်0 1 3 0 2 3 0 2 3 0 2 4တစ်ခွက်ချတစ်ခွက်ချမှာလက်ကလေးနဲ့ပဲယူပါရနော်ကဲတော့တီးကြည့်အောင်ပြန်တက်မယ်ပြီးတော့ D ဒီကလွယ်တယ်သူကဒီနေရာပဲမှတ်လို့ရတယ်အရွေးရှားမရှိဘူးဒါပဲအရင်ဆုံးက0 1 2ပြီးတော့5ကျိုး4ကျိုး3ကျိုးကတူတူပဲ0 1 3 0 1 3 0 1 3အခုပြောနေရတဲ့ဒါလက်အယူဆတယ်ပြောတာနော်လက်အယူဆအဲ့0 1 3ဆိုရင်3နဲ့ကန်1ဆို1နဲ့ကန်လက်ကျန်တဲ့လက်တွေနဲ့တော့ကန်လို့မရဘူးအဲ့တော့အရင်ဆုံးပြန်စမယ်0 1 2 0 1 3 0 1 3 0 1 3ပြီးတော့နှစ်နဲ့1နဲ့ကကြတော့1 2 4 1 2 4တူတူပဲအဲ့တော့တီးကြည့်မယ်ဆိုရင်sorryပြန်တက်မယ်ပြီးတော့ E key ပေါ့ E မှာဆိုရင်အရင်ဆုံးသူက6ကျိုးနဲ့5ကျိုးနဲ့တူတူပဲသူက2ကျိုးကိုတူတူလေးဆင်းသွား0 1 3 0 1 3ဒါမှနော်ပြီးရင်ရှေ့တစ်ခွက်တို့တစ်ခွက်ကစမယ်1 2 4 1 2 4ပြီးတော့တစ်ခွက်ပြန်ဆုပ်1 3 4 1 3 4ဒါပဲပြန်တက်မယ်ပြီးတော့ F ပေါ့ F ကလည်းအတူတူပဲ E လိုပဲနှစ်ကျိုးတူတူလေးဆင်းသွားမှာအရင်ဆုံးတစ်ခွက်ကစားမှာပေါ့နော်အဲ့ဒါကို open နဲ့စားမှာဆို0 1 3 0 1 3ပြီးတော့0 2 3 0 2 3ရမယ်နော်အကွက်လေးကိုတွေ့ရနော်0 1 3 0 1 3 0 2 3 0 2 3ပြီးတော့တစ်ခွက်ချ C မှာတော့ဒီကဲသလိုပဲအဲ့တော့တီးကြည့်မယ်ပြန်တက်မယ်
F ပြီးတော့ G ပေါ့G မှာကြတော့သူက D နဲ့နည်းနည်းသွားဆင်တယ်နော်သူက D မှာကြတော့အဲ့လိုသွားတာ G ကြတော့သူကတူတူဆင်းမယ်0 1 2 0 1 2ပြီးတော့0 1 3 0 1 3ပြီးတော့သူကမတူတော့ဘူးဒီအောက်မှာကြတော့တကွက်ချသွားတယ်ပြီးတော့တစ်ကြိုးကြတော့1 2 4သွားတယ်ဟုတ်မယ်နော်0 1 2 0 1 2 0 1 3 0 1 3တကွက်ချ1 2 4ကြည့်ကြည့်မယ်တက်မယ်G ပြီးတော့ A ကကြတော့open string 3ခုသွားတယ်0 1 3 0 1 3 0 1 3အထိတူတယ်ပြီးတော့ရှေ့တစ်ခွက်တိုးပြီးတော့1 2 4နောက်တစ်ခွက်ပြန်ဆုပ်1 2 4ပြီးတော့ digit က1 3 4 0 1 3 0 1 3 0 1 3 1 2 4 1 2 4 1 3 4ဒီကြည့်မယ်တက်မယ်ပြီးတော့ B ပေါ့ B ကကြတော့အရင်ဆုံး open တကြိုးတယ်0 1 3ပြီးတော့ရှေ့တစ်ခါတိုးပြီးတော့1 2 4ဒီကြိုးလဲ1 2 4 3ကြိုးက1 3 4ပြီးတော့တစ်ခွက်ဆုပ်ပြီးတော့နှစ်ကြိုးက1 3 4ပြီးတော့တစ်ကြိုးကကြတော့တစ်ခွက်ချဒါမှနော်0 1 3တစ်ခွက်တိုး1 2 4 1 2 4 1 3 4တစ်ခွက်ပြန်ဆုပ်1 3 4ပြီးတော့တစ်ခွက်ချနှစ်ကြိုးနဲ့တစ်ကြိုးနဲ့ကဒီနှစ်ခွက်လောက်ကနေစယူပဲတူတူပဲအဲ့တော့ဒီကြည့်အောင်sorry ဒီမှာနော်တက်မယ်ခုနကလုံးပြီးပြီဟလာ C major scale D major scale ဟလာ C D E F G A B ဒီပေါ့ scale ခုနကလုံးပြီးပြီအဲ့ဒါကြတော့ဗာလဲဆို open အနေနဲ့ဒီတဲ့ဟာတွေကြီးပဲတကြိုးမှာ notes 3လုံးပါတယ်ကဲအဲ့ဒါကိုဘယ်လိုသုံးချမလဲဆိုတော့ကြည့်အောင်သူကတချင်းအဆုံးလေးမှာ3လို့ကောင်းတယ်ပေါ့နော်ထားပါတော့ဘယ်မှာပဲသုံးပါဒါပေမဲ့ကိုယ်အဆင်ပြေလို့သုံးလို့ရပါတယ်အရင်ဆုံး C key ပေါ့ C key မှာဆိုရင်ဘယ်လိုဖြစ်မလဲဆိုတော့ဒါတချင်းပြီးပြီပေါ့အဆုံးပေါ့အဲ့မျိုးသုံးလို့ရမှာပေါ့နော်ဒီကီးမှာကျတော့ဘယ်လိုသုံးမလဲဆိုတော့ထားပါတော့ချင်းပြီးပါရပေါ့ပြောရင်ဒါမျိုးသုံးလို့ရမှာပေါ့နော်ကဲအဲ့တော့အမျိုးမျိုးသုံးလို့ရတယ်ကျန်တဲ့ E တို့ဘာတို့အကုန်သုံးလို့ရတယ်အောက်ကနေပြန်သုံးမလဲရတယ်စကေးတွေသုံးပြီးတော့အကုန်လိုက်ပြီးတီးကြည့်ပြီးတော့ကိုယ့်အနေကိုလက်တော့သွားပြီဆိုရင်ကိုယ့်အနေကိုဖန်တီးကြည့်လို့ရတယ်နော်အဲ့တော့ကျွန်တော်တို့ဒီမှာ C နဲ့ D နဲ့နှစ်ခုပဲပြထားပေးတယ်ကဲအဲ့တော့ကျန်တဲ့သိကျင်တဲ့ဟာမျိုးလေး E တို့ F တို့ G A B အဲ့ဒါမျိုးလေးနဲ့ပတ်သက်ပြီးတော့အဲ့လိုမျိုး links လေးတွေအများကြီးသိကျင်နေဆိုရင်လည်းကျွန်တော် VIP ပေါ့ member ဝင်လို့ရတယ်အဲ့ဒီမှာကျွန်တော်အဲ့လိုမျိုးသုံးလို့ရမယ် scale လေးတွေ links လေးတွေအဲ့လေးတွေအတိုးလေးတွေကျွန်တော်ပြပေးထားတယ်နော်ကဲအဲ့တော့ဒီလောက်ပါပဲ